မျက်နှာငယ်ရတယ်တိမ်ညိုနောက်လိုလာရောက်ပြောင်းရင်ကုမှုရာပန်းလေးဘဝမပွင့်နိုင်မလန်းနိုင်မှာဆိုမချပါဘူးကွယ်လာရောက်ခွဲပြောက်သွားရင်ညမောင်မတကူတဲ့မျက်နှာငယ်ရတယ်တိမ်ညိုနောက်လိုလာရောက်ပြောင်းရင်ကုမှုရာပန်းလေးဘဝမပွင့်နိုင်မလန်းနိုင်မှာဆိုစမ်းမပွင့်တဲ့ပန်းကမုံခတာနေစီတော့နာတော့ကားလာပဲခဏလေးဝဲလာပြီးကျွေဒီတိရကျန်တော်လေခွေလွမ်းလို့ညှို့ကြည့်ရတယ်နဲ့ဒီလိုဘဝမျိုးလဲမဖြစ်လို့ပါဘူးခွေချစ်သူပဲကိုသွားချစ်သူပဲကိုရောက်ရောက်ချစ်သူရဲ့ရှိမောင်သူတောက်ခါလာခြင်းနဲ့ချစ်သူမျက်နှာလေးကိုတရရိပ်ကြည့်ခြင်းနဲ့ဥပမာပုံနိုင်ရရင်ဒီပြန်မှလန်းနဲ့ကိုရဲ့ဘဝဒီကြပန်းလေးဖြစ်ခြင်းနဲ့စမ်းမပွင့်တဲ့ပန်းကမုံခတာနေစီတော့နာတော့ကားလာပဲခဏလေးဝဲလာပြီးကျွေဒီတိရကျန်တော်လေခွေလွမ်းလို့ညှို့ကြည့်ရတယ်နဲ့ဒီလိုဘဝမျိုးလဲမဖြစ်လို့ပါဘူးခွေချစ်သူပဲကိုသွားချစ်သူပဲကိုရောက်ရောက်ချစ်သူရဲ့ရှိမောင်သူတောက်ခါလာခြင်းနဲ့ချစ်သူမျက်နှာလေးကိုတရရိပ်ကြည့်ခြင်းနဲ့ဥပမာပုံနိုင်ရရင်ဒီပြန်မှလန်းနဲ့